အားလုံးပဲမင်္ဂလာပါအေးဒါဗီဒီယိုနောက်ဆုံးဖြည့်ရှင်းခြင်းဖြစ်တယ်ပေါ့နော်ဟုတ်တယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်အဲ့ဒီပြန်သွားပုံမှာမူတည်ပြီးတော့ပေါ့နော်ဒါအရန်ငယ်သေးတယ်အတိညာရန်ကင်းမဲ့တဲ့အချိန်မှဒါဖြစ်ခဲ့တာပေါ့နော်ဘာလို့ဆိုကိုယ့်ရဲ့ချစ်သူအဲ့တုန်းကအဲ့ဒီကဗီဒီယိုတွေကကောင်ဆိုလို့ရှိရင်ဒါအေးရဲ့ချစ်သူအေးနဲ့တွဲနေတဲ့အချိန်ကာလမှာသူပါပြောယုံခဲ့တယ်သိရမလားအဲ့လွယ်ကူနဲ့တယောက်ယုံပြီးတော့ဒီဗီဒီယိုရိုက်ခံမိတယ်ရိုက်ခံမိတဲ့ခါကျတော့အခုဆိုရှင်မှာပေါက်သွားတော့ဒါကိုယ့်ရဲ့အမှားပေါ့နော်ပြောချင်တာကြီးကဘာလဲရှင်းရှင်းလင်းလင်းသိချင်တာလဲဆိုလို့ရှိရင်တချို့ပြောနေကြပါပေါ့နော်ဒါပတ်စံပေးရင်ကောင်းမှခေါ်အိတ်လို့ရတဲ့ပုံစံမျိုးတွေနဲ့ပြောနေကြတယ်ပေါ့ပြီးရင်အေးကဒီလိုမျိုးမကောင်းတာမဟုတ်တာလှုပ်ရှားနေတဲ့သူတယောက်လို့လည်းပြောနေကြတယ်ပေါ့နော်ဤဝေစင်ဒီယခုဒီချိန်ရနေစားပြီးတော့ကိုတွဲခဲ့တဲ့ရီစားပေါ်အောင်မှာတော့မှပဲပတ်စံချူစားခဲ့တဲ့မိန်းမမျိုးမဟုတ်ဘူးသိလားပတ်စံချူစားပြီးအဲ့လိုမျိုးလွယ်လုပ်လို့ရတဲ့ကောင်မှမဟုတ်ဘူးဒီ14နှစ်အသက်14နှစ်အရွယ်တည်းကဒီဒီဇိုင်နာလောကတွေဝင်ခဲ့တယ်သူများလိုတော့မှပဲပတ်စံပေးပြီးတော့တင်တန်းတက်ခဲ့တဲ့သူမဟုတ်ဘူးအလုံးလုံးရင်ပတ်စံရှာတဲ့သူများစီမှာအောက်ကြနောက်ကြနဲ့အလုံးလုံးပြီးပညာကိုလိုချင်လို့ခက်ခဲရှာဖွေစားတော့ရှာဖွေပြီးတော့မှဒီပညာကိုလေ့လာသင်ပြီးစီးပူခဲ့တာပေါ့နော်နောက်ပိုင်းကျတော့မှတနေရာနဲ့တနေရာတစ်ဆိုင်နဲ့တစ်ဆိုင်ဖြစ်ပြီးတော့မှ social media တွေကလည်းမျိုးတွေနာမည်ကြီးတဲ့ဆိုင်တွေရောက်ပြီးတော့မှအဲ့ဆိုင်မှာကိုကနဲ့ကိုအလုံးလုံးတဲ့ပတ်စံရှာတယ်အလုံးလုံးတဲ့ပတ်စံရှာတယ်တင်တန်းသွားတယ်ကိုကနဲ့ကိုဒီနေရာကိုရောက်လာခဲ့တာပေါ့နော်အဲ့ဒါဟိုမှာအေးကပြောချင်တာအေးကဒီလိုမျိုးမကောင်းတာလုပ်စားတဲ့ကောင်မဟုတ်ဘူးပတ်စံပေးခေါ်အိတ်လို့ရတယ်ဆိုတဲ့စကားလာမပြောနဲ့ပတ်စံကြိုက်တဲ့လောက်ပဲဘလောက်ပဲမဲ့တိန်းတောင်းပေးရင်တော့မှပဲလက်တော့တားကင်ပြီးထိလို့မရဘူးအေးကဘယ်လိုလဲဆိုလို့ရှိရင်စိုင်မှာဆိုတာတော်တော်များများသိကြမှာဒါအကိုရဲ့အလုပ်ထဲရသူဆိုရင်တော့ဒါအေးချောင်းတည်တယ်အေးကယောက်ျားလေးကောင်းတော့မှတိတ်ပြီးညှက်တဲ့သူမဟုတ်ဘူးအလှဲကြောက်ကိုမဖြစ်မနေညှက်ရမယ်ဆိုရင်တော့မညှက်ဘူးတန်ကြီးဖြတ်ခံပြီးအေးကကြော်တဲ့မိန်းမဒီလားယောက်ျားလေးကောင်းအဲ့လိုကင်တဲ့သူတိတ်ပြီးတော့ညှက်တဲ့သူမဟုတ်မိန်းကလေးပဲကိုဝါသနာပါတော့ဒီမိန်းကလေးစပင်ကောင်းလောက်ပဲညှက်တာဆိုတာကောက်တာချက်တာလောက်ပဲလုပ်ပဲယောက်ျားလေးကောင်းဆိုကြီးအတက်နိုင်ဆုံးရှောင်းတယ်အဲ့တော့ကြောင့်ဒီလိုမျိုးပတ်စံပြင်ခေါ်အိတ်လို့ရတဲ့မိန်းမမျိုးမဟုတ်ဘူးဆိုတာအားလုံးသိစေချင်တာဒါနောက်ဆုံးဖြစ်ခြင်းချင်းပေါ့အဓိကပြောချင်တာနှမချင်းကိုချင်းစားတယ်ညီမချင်းကိုချင်းစားတယ်ဆိုလို့ရှိရင်ဒီစကားတွေကိုလာပြီးတော့မပြောနဲ့ပေါ့နော်ပြောချင်တာအီဒီမှာဟိုမှာဖွင့်ပေးထားရဲဆိုတာကတချို့ကြတော့အီကိုဒါအပြည့်စကားတွေလာပြောတယ်ဖိုင်နယ်ဘဝဖြစ်ပြီးဒီခေတ်မှာဒီလိုဖြစ်ကြတယ်ဆိုပေမဲ့ဒါဘဝမှာချွေလုံးတစ်မျိုးလုံးနဲ့မှာကြတော့ဒါပထမဦးဆုံးဖြစ်တယ်အရင်အဆက်ရရတယ်ပေါ့နော်အဆက်ရတယ်ဖြစ်တဲ့ကြောင့်အီဒီလိုလုံးမစားဆိုတဲ့ဟာကိုအားလုံးသိစေချင်တာပြီးလို့ရှိရင်နောက်တစ်ခုရှိတာကြတချို့ main ကလေးတွေကလေ main ကလေးချင်းကိုယောက်ျားလေးတောင်မှကိုချင်းစာပေးပြီးတော့မှဒါကိုယ့်ဘက်ကနေပြီးတော့မမရက်တင်ပြီးပြောကြတဲ့သူတွေရှိတာတောင်မှတချို့တွေကကြတော့ main ကလေးဖြစ်ပြီးတော့မှ main ကလေးချင်းကိုလို့ပုတ်ခတ်တာပေါ့နော်ဒီလားစဉ်းစားလို့မရအောင်ပြောချင်တာလေမိမချင်းတောင်မှဘယ်လိုပုတ်ခတ်ပြီးတယ်အဲ့ဒီတော့ကြောင့်မှသူရောင်းစားသည်ဖြစ်စေမရောင်းစားသည်ဖြစ်စေဒီရဲ့ဗီဒီယိုကသူ့ရဲ့ဖုန်းထဲမှာလည်းရှိတာဖြစ်တယ်။ဤကသူနဲ့မပြတ်ခင်တည်းကဘယ်တော့မှဤရဲ့ဖုန်းထဲကိုသူပို့ပေးတော့ဤကချက်ချင်းဖြတ်တဲ့သူကဒီလားတွဲနေတဲ့ကာလမှာဤသူဤကိုပို့ပေးတော့ဤကချက်ချင်းဖြတ်တဲ့သူသူ့ကိုပြောချင်တာအဲ့သူ့ကိုတွဲနေတော့ကလည်းဗီဒီယိုတွေဖြတ်တော့ဆိုပြီးပြောတယ်။ပြီးရမ်းငယ်သေးတယ်တော်တော်ငယ်သေးတယ်18နှစ်ပဲရှိသေးတယ်တော်တော်ငယ်သေးတယ်။ဒါပေမဲ့ဘဝမှာဒီလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်ပေးတယ်ကိုယ့်ရဲ့ဓာတ်ပေးတယ်ဆိုတာ तू ကပထမဦးဆုံးရောက်မျိုးသားပဲပထမဦးဆုံးယောက်ျားဒီကောင်ကဤရဲ့ရည်စားပါဗီဒီယိုတွေကကောင်ကပထမဦးဆုံးဤရဲ့ဘဝကိုပေးတဲ့သူဖြစ်တယ်အဲ့ဒါကိုမှဒါဤကဒါအဲ့ချိန်မှာခေါင်းထဲမှာချစ်တာပဲတည်တယ် तू ဘာပဲပြောယုံတော့ကွာတည်ရမလားအဲ့တော့အခုသူ့ဖုန်းထဲမှာလည်းအဲ့လိုပဲရှိအခုပြတ်သွားတာဆိုလို့ရှိရင်ကွာမပြတ်ခင်တည်းကလည်း तू အဲ့ဒီအားဖြတ်ခိုင်းတယ်ပြက်ပြီးမှလည်းသူ့အဲ့ဒါဖြတ်ခိုင်းတယ်အမျိုးမျိုးဖြတ်ခိုင်းတယ်အမြဲအဲ့လိုမျိုးဖုန်းလာဆက်နိုင်ပြက်ဒုက္ခနေဒါကိုဖြတ်အောင်နော်ဖြတ်နော်ဒါငါတင်မမလို့လားသိရမလားခါနေကြရင်လည်းသူအဲ့လိုချင်းချောက်တာမျိုးရှိနေတယ်မပြက်ခင်တော့သူ့ကိုပြက်ရင်ဒီလိုမျိုးတင်မယ်ဆိုသူချင်းချောက်တာမျိုးလည်းရှိတယ်တိလားဒါပေမဲ့တချို့တက်ပြီးတော့ကိုကသိရမလားပြောချင်တာယူလိုက်ပါလားမယူဘဲနဲ့ဆိုတော့တချို့ပြောကြရတယ်တိလားယူလိုက်ပါလားဘာလို့မယူတာလဲဆိုပြီးပြောကြတယ်မယူဘဲနဲ့ဘာလို့ပေးလဲဆိုကိုယ့်ပေါ်မကောင်းတဲ့သူစိတ်တဲ့အောက်တန်းကြတဲ့သူလို့ရှိရင်အဲ့နေရာမှာငါသာဆိုရောယူမှာလားတွေးကြည့်လိုက်ဒီလားအဲ့နေရာမှာငါသာဆိုရောယူမှာလားဆိုပြီးတချို့ကောင်မလေးတို့ပြောချင်တာတွေးကြည့်လိုက်မယူလေဘာလို့ယူရမှာတော့ဘာလို့ယူမှာဆိုတော့ဒါကိုတက်လုံးပေါင်းသွားရမယ်သူမယူကြတာမှလည်းနည်းတော်သေးတယ်ယူပြီးသွားပြီဆိုကွဲရင်အိမ်အောင်ပြတ်ဆိုပြီးတော့မှဒါနောက်ထပ်အိမ်အောင်ပြတ်ဆိုပြီးနာမည်ဆိုတာတစ်ခေါက်ထပ်ထွက်အောင်မယ်မယူလိုက်တော့ကိုဘာမှမဟွာမဖြစ်ကြတော့ဒီလိုယူလိုက်ပြီးထားအောင်အဲ့ယူနေတဲ့အတော်တည်းမှာသူတခြားသူတွေနဲ့ဖောက်ပြန်နေတခြားကောင်မိုင်းနဲ့သွားအိတ်တယ်ဆိုရင်ကိုပဲခံရမှာသိလားစိတ်လုံးချုံမှုအပြည့်ပြည့်တဲ့ယောက်ျားမဟုတ်တဲ့အတွက်ကြောင့်အီမီယူနိုင်ဘူးကိုပုံစံကိုအရေးချင်းလဲဆိုလို့ရှိရင်ကိုဘာသာကိုရှာထားပြီးကိုဘာကိုအေးစစ်စစ်နေလို့ယောက်ျားကောင်းကြီးအများကြီးရတယ်အဲ့ဒါကြောင့်အီတူကိုမယူခဲ့တာသိလားသူပြီးတော့ရောင်းစားတယ်ဖြစ်စေမရောင်းစားတယ်ဖြစ်စေထားလိုက်ပါတော့သူဖုန်းပြင်နေသူများကယူသွားပြီးလုပ်တယ်ဖြစ်တယ်ဒါပေမဲ့သူ့ဖုန်းထဲမှာရှိလို့သူ့ရဲ့အဓိကဇင်းမြစ်ကသူ့ဖုန်းထဲမှာသူမဖြတ်လို့ဒီလိုမျိုးဗီဒီယိုကပြန်တာသိလားပြောချင်တာ
ရိုက်ခဲ့တယ်ဆိုလူတိုင်းဖြစ်နေကြတယ်ဆိုပေမဲ့တချို့အားပေးကြတယ်ဒါအရင်ကျေးဇူးတင်တယ်အေးကိုလာပြီးတော့မှခွန်အားဖြစ်စေတဲ့စကားတွေအားပေးတဲ့စကားတွေလာပြောကြတာအများကြီးပဲဒါပေမဲ့အေးအခုဟိုတယောက်ချင်းစီစမပြန်နိုင်တာအတွက်ကိုတကယ်တောင်းပန်ပါတယ်ဘာလို့လဲဆိုတော့အေးအများကြီးဖြစ်တော့ပြန်လဲမပြန်တော့အေးကျန်တဲ့ကိစ္စလေးတွေပေါ့နော်အေးဗီဒီယိုဒီလိုမျိုးပြန်နိုင်တဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတင်တဲ့ page တွေကိုအေး like တောင်းပန်နေတယ် like ပြောနေတာလေးဖြစ်လို့အကိုတို့မတို့လာပြီးတော့မှအေးကိုအားပေးစကားပြောတဲ့တော့ကိုတကယ်ကိုတယောက်ချင်းစီလာအောင်တကယ်ဒီကနေပြီးကျေးဇူးအရင်တင်ပါတယ်အရင်ကိုတကယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့သိရမလားပြန်ဖြေဖို့ကြတော့အေးမှတကယ်မအားသေးလို့အေးစိတ်နဲ့အေးကိုကနဲ့ကိုတော့ဒီဗီဒီယိုရိုက်ဖို့တော့နန်တော်ထူရတယ်အလုပ်ပြန်လုံးမှာအလုပ်ပြန်လုပ်ပြီးအေးစစ်စစ်ပြန်လုပ်ပြီးတော့မှကိုကဘယ်လိုမိမလဲဆိုတာကိုပြန်ပြီးတော့မှချပြမှာပေါ့နော်တခုဖြစ်နေတာဒီလိုခက်မှဒီလိုဥစ္စာမဆန်းဘူးဆိုပေမဲ့အီမီတာဆိုအတိုင်းဝိုင်းအီပတ်ဝန်းကျင်နဲ့ဆိုလို့ရှိရင်ဒါဆန်းတယ်အရင်ရှက်ဖို့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုဒီလိုမျိုးမလောက်ဆောင်ဆိုတာကသိစေချင်တယ်အဲ့ဒါကြောင့်မို့အေးကမနေမဲ့ဒီဗီဒီယိုနဲ့ရှင်းပြတာဒါနောက်ဆုံးရှင်းပြခြင်းဖြစ်တယ်တကြံပြီးရင်တော့အေးအလုပ်ပြန်စင်မှာပုံမှန်တိုင်းပြန်နေမှာပေါ့နော်အခုက TikTok တွေမှာဘာမှ social media လည်းမသုံးတော့အေးစစ်စစ်လေးနဲ့ဒီတိုင်းလေးပဲကောင်းကောင်းမွန်မွန်လေးနေကြလို့ပေါ့မန်တိုင်းပြအရန်ပင်ပန်းနေပြီအခန်းထဲကငကိုထဲမှာလူကလက်တန်းလောက်ဖြစ်ပါဆိုအခုသွားကြထုတ်တာလောက်ပဲရှိတော့တယ်ဒါအားပိန်ပြီးတော့အိမ်ထဲအိမ်ပြန်လည်းမထွက်ဘူးအခန်းထဲအခန်းပြန်လည်းမထွက်ဘူးအေးရပြီးကြလို့ရှိရင်အဲ့လိုမျိုးတခုခုဆိုလို့ရှိရင်အဲ့လိုကိုယ့်အငွေငိန်ကုတ်ပြီးနေတဲ့သူဆိုကိုဆိုးတယ်အဲ့လိုအရင်တော့ကောင်မလေးကစွာတယ်အခုဘာလို့မစွာနိုင်လဲဆိုတော့ဒါကကိုနားမလဲတဲ့အချိန်မှာဒီလိုမျိုးဖြစ်ခဲ့လို့ဒီလိုအမားကြောင့်ကိုငြိမ်နေတာပေါ့နော်ငြိမ်နေတယ်ဆိုတာဘာမှပြန်မပြောဆိုတာဒါပေမဲ့နောက်ပိုင်းကျရင်တော့ဒါပုံမှန်တိုင်းပဲဤပုံဤဒီစပင်မဲညက်စားပါတယ်စပင်ညက်တယ်စပင်းနဲ့ပတ်သက်ပြီးတော့မှမင်္ဂလိကောင်ကောက်ဖြောက်ဆေးဆိုပါညာအကုန်လုပ်လို့ရတယ်။အေးအဲ့ဒါတစ်မျိုးပဲလုပ်စားပါတယ်။အေးမကောင်းတဲ့မိန်းမမလုပ်စားဘူး။ပတ်စံပင်ခေါ်အေးလို့ရတယ်မိန်းမမျိုးမဟုတ်ဘူး။ပြောချင်တာအဲ့ဒါအဓိကလာပြောချင်တာ။